တရိတ်ဆန်ဥယျာဉ်ရန်ကုန်နဲ့တမူထူးခြားစွာသတင်းကျွတ်ဈေးပွဲအောင်ပွဲတော်ကျင်းပမည်ဆိုတဲ့သတင်းကြောင်းရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီတစ်ခါမှာတော့ခါတိုင်းနဲ့မတူဘဲနဲ့တမူထူးခြားစေမဲ့ဇူးထိတ်လေးဖြစ်စေဖို့အတွက်တရိတ်ဆန်ဥယျာဉ်ရန်ကုန်အတွင်းမှာသတင်းကျွတ်ဈေးအောင်ပွဲတော်ကြီးမကြာမီရောက်ရှိလာတော့မှာဖြစ်ပါတယ်။အော်တိုဘာလ4ရက်ကနေ9ရက်နေ့အထိကျင်းပပြုလုပ်မဲ့သတင်းကျွတ်ဈေးအောင်ပွဲတော်အတွင်းမှာ Amplus Bank ရဲ့ဖျော်ဖြေတင်ဆက်မှုတွေ Joker Performance များနဲ့အတူ Games Activity ပေါင်းများစွာလည်းပါဝင်သွားမှာဖြစ်ပါတယ်။သတင်းကျွတ်ပွဲတော်ရဲ့အငွေးသက်လေးတွေကိုခန်းစားရင်းနဲ့စိတ်ဝင်စားဖွယ်ရာတော်ရိုင်းတရိတ်ဆန်တွေတဘာဝလှတရားတွေနဲ့ပြည့်နဲ့ကအပန်းဖြေလဲပတ်နိုင်မဲ့တရိတ်ဆန်ဥယျာဉ်ရန်ကုန်အတွင်းမှာကြည်နူးဝယ်ရာခိုက်တဲ့တွေကိုပိုင်ဆိုင်နိုင်ဖို့အတွက်ချစ်ရသူတွေနဲ့အတူဇူးမှာတရင်တရိတ်ဆန်ဥယျာဉ်ရန်ကုန်ရဲ့သတင်းကျွတ်ဈေးရောင်းပွဲတော်ကြီးမှာပါဝင်ဆင်နွှဲနိုင်ဖို့အတွက်သတင်းတွေကသတင်းအဖွဲ့ကနေပြီးတော့ဒီသတင်းကိုရွေးချယ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။